အခုပတ်ကတော့4ပတ်တီးအတိအကျတလောက်ရှိပါတယ်ခင်ဗျာအဲ့တော့ဘိုင်းမုံပြောချင်တဲ့အကျွေးကြေးပတ်တီးဟိုလို14ရက်နေ့18ရက်နေ့အထိပတ်တီးကတော့4ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဘိုင်းမုံအခုတစ်ပတ်တီကြပေါက်ထွက်မဲ့အကျွေးကြေးပတ်တီးတစ်လုံးကိုစိုက်နဲ့အတူရှာပေးမယ်ဒီရှားလေးလိုက်ကြည့်ပေးပါโอเคစမယ်နော်ဘိုင်းမုံတို့ဒီတုံညထိန်နဲ့တစ်ထိတ်ကိုပေါင်းမယ်တစ်ရတယ်တစ်ကအောက်မှာဒီအောက်ပင်မှာအထိပေါ့နော်ဒီမှာတစ်ထိတယ်ရှစ်တစ်ဆိုပြီးတော့ထွက်တယ်โอเคဒီမှာနောက်အောက်ကဆိုက်ကလည်းအဲ့လိုပဲပေါင်းမယ်တုံညနဲ့4နဲ့တုံညနဲ့9နဲ့ပေါင်းမယ်ခွန်ရမယ်ဒီမှာခွန်ဆိုခွန်တစ်လုံးထိတယ်โอเคအဲ့လိုပဲเนาะဘိုင်းမုံတို့ဒီခွန်နဲ့4နဲ့ပေါင်းတော့တစ်ရတယ်တစ်ကအောက်မှာဒီမှာတစ်ခွန်ဆိုပြီးတော့ထွက်တယ်โอเคဒီမှာရှောင်းနဲ့2နဲ့ပေါင်းမယ်8ရမယ်8ကအောက်မှာ14ဆိုပြီးတော့ထွက်တယ်โอเคဘိုင်းမုံတို့ဒီမှာ1နဲ့3ညာနဲ့ပေါင်းမယ်ဘိုင်းမုံတို့ထိတ်ပဲပေါင်းပါဗောနှလုံးနဲ့ပေါင်းပါအဲ့တော့တည်ရတယ်အောက်မှာ19ဆိုပြီးတော့ထွက်တယ်ဟုတ်ပြီဒီမှာချင်းနဲ့6နဲ့ပေါင်းမယ်အဲ့တော့4ရတယ်4ကဟာမှာ4 5ဆိုပြီးတော့ထွက်တယ်ဘိုင်းမုံတို့ကဏ္ဍနေကအမြဲတမ်းထွက်နေရပေါ့နော်ပေးနေတယ်โอเคဒီမှာချင်းနဲ့4နဲ့ပေါင်းတော့2ဖြစ်တယ်အဲ့တော့ဒီမှာဘိုင်းမုံတို့2 5ဆိုပြီးတော့ထွက်တယ်โอเคဒီမှာ2နဲ့6နဲ့ပေါင်းတော့8ရတယ်ဘိုင်းမုံတို့ဒီမှာ8 6ဆိုပြီးတော့ထွက်တယ်โอเคဒီမှာဘိုင်းမုံတို့3ညနဲ့4နဲ့ပေါင်းတော့4ရတယ်ဘိုင်းမုံတို့ဒီမှာ40ဆိုပြီးတော့ထွက်ပြန်တယ်အဲ့လိုပဲ6နဲ့2နဲ့ပေါင်းတော့8ရတယ်ဘိုင်းမုံတို့ဒီမှာ5 8ဆိုပြီးတော့ထွက်တယ်အခုဘိုင်းမုံတို့3ညနဲ့4နဲ့ပေါင်းတော့4ရပါတယ်အခုဒီအောက်မှာ4ဆိုပြီးတော့ထွက်ဖို့ရှိတယ်အဲ့တော့2ရက်တော့လိုသေးတယ်เนาะတဆဘိုင်းမုံတို့ဒီမှာပတ်တီးတိကျတဲ့ပတ်တီးကဘာဖြစ်မလဲဆိုတော့4ပတ်တီးပေါ့ဘိုင်းမုံတို့4ပတ်တီးရမယ်เนาะနောက်တစ်ဆိုင်နဲ့ပို့ပြီးတေးကြအောင်လို့ဘိုင်းမုံဆက်ပြီးတော့ပြပေးမယ်เนาะဒီဥစ္စာကကြတော့9နဲ့3ညနဲ့ဒီလိုမျိုးပေါင်းလိုက်တဲ့အတွက်9ရတယ်9ကဒီမှာ9ဆိုပြီးတော့ထွက်တယ်โอเคဒီမှာ6နဲ့3ညနဲ့ပေါင်းလိုက်တော့6ဆိုပြီးတော့ရပါတယ်ဒီမှာ6ဆိုပြီးတော့ထွက်ပါတယ်ဒီမှာ9နဲ့6နဲ့ပေါင်းတော့3ဆိုပြီးတော့ရပါတယ်အဲ့တော့ဘာထွက်လဲဆိုတော့ဒီမှာ3ဆိုပြီးတော့ထွက်ပြီးပါတယ်ဒီမှာ2နဲ့3နဲ့ပေါင်းတဲ့အတွက်ဘာဖြစ်လဲဆိုတော့9ရပါတယ်ဒီမှာ9ဆိုပြီးတော့ထွက်ပြီးပါတယ်ဒီမှာ9နဲ့1နဲ့ပေါင်းတော့3ညဆိုပြီးတော့ရပြန်တယ်ဟောတော့ဒီမှာ3ညဆိုပြီးတော့ဆက်ထွက်ပြီးတယ်ဒီမှာ7နဲ့4နဲ့ပေါင်းတော့2ဆိုပြီးရပါတယ်ဟောမှာ2ဆိုပြီးတော့7နှစ်ဆိုပြီးတော့ထွက်ပြီးပါတယ်အဲ့တော့ဒီမှာ9နဲ့9နဲ့ပေါင်းတဲ့အတွက်4ရပါတယ်အဲ့တော့ဘိုင်းမုံတီကြပေါက်ကတော့4ပတ်တီးကခုပတ်ကိုတီကြပေါက်ဆင်းပေးပါလိမ့်မယ်เนาะအဲ့တော့ကျွန်တော်ရဲ့အမျိုးတွေကျွန်တော်အားပေးတဲ့လူတွေအကုန်လုံးကို4ပတ်တီးလေးကိုထိုးပြီးစေချင်ပါတယ်ကျွန်တော်4ပတ်တီး4ပိုင်တစ်လုံးတော့ရတဲ့အတွက်